BNR ရဲ့ထုတ်ပြန်ချက်တွေဟာမဟုတ်မမှန်ဆွဆွဲထားတာတွေပါ17နှစ်ဇန်နဝါရီຫນွေဦးဝတ်တန်အဲ့ဒီတာထန်ပေးစာကျွန်တော်က MOD ကိုကမှုအောင်မရှိရဲ့ခရိုင်တက်ရင်တစ်ခုက PDF တပ်ဖွဲ့ဝင်တစ်ယောက်ပါ14ရက်2022ခုနှစ်ကနေနှစ်30 2024ရက်ထိဘိုးနဂါးရဲ့ MRDA မှာတာဝန်ထမ်းဆောင်ခဲ့ပြီးလက်ရှိကတော့ MOD ရဲ့ခရိုင်တက်ရင်တစ်ခုမှာတာဝန်ထမ်းဆောင်နေပါတယ်ဘိုးနဂါးရဲ့ BNR ကထုတ်ပြန်ချက်ထဲမှာမဟုတ်မမှန်ဆွဆွဲထားတာတွေနဲ့ပတ်သက်ပြီးအနှဲငယ်ပြောပြခြင်းလို့ဒီစာကိုရေးလိုက်တာပါ BNR Facebook page က2026ခုနှစ်ဇန်နဝါရီ10ရက်မှာထုတ်ပြန်ချက်တစ်ခုထုတ်ပြန်ခဲ့ပါတယ် BNR ရဲ့ထုတ်ပြန်ချက်မှာ2024ခုနှစ်က BNR စခန်းတစ်ခုကို NUG ရဲ့ခရိုင်တရင်တွေကလက်နက်နဲ့လာရောက်တိုက်ဝိုင်းဝင်ပိတ်ဆို့နေစဉ် NUG ရဲ့ခရိုင်တရင်မှုနဲ့စစ်ကြောင်းမှုတွေအပါအဝင်လူ30ခန့်နဲ့လက်နက်တချို့ကို BNR တပ်ဖွဲ့ကအနီးကပ်ဝင်ရောက်ချင်းကပ်ဖမ်းဆီးနိုင်ခဲ့ပြီး NUG တပ်တွေပြန်ဆုတ်သွားဟိုမိမိတို့ကိုယ်တိုင်သာဖိအားပေးဖြစ်ရှင်ခဲ့ရဖြစ်တယ်လို့ဖော်ပြထားပါတယ်။ဖြစ်စဉ်အမှန်ကဒီလိုပါ။အကြမ်းဖက်စစ်တပ်ကမီးရှို့ခဲ့လို့နေအိမ်တွေဆုံးရှုံးခဲ့တဲ့မီးဘေးတင်ပြည်သူတွေအိမ်ပြန်ဆောက်နိုင်အောင်ရင်းဝမ်ပင်ခရိုင်တရင်3 4 5 6ကထောက်ပံ့ဖို့နိုင်ဖို့အတွက်ရည်ရွယ်ပြီး24ရက်4 2024မှာတစ်တွေကိုကားတွေနဲ့တည်ဆောင်လာခဲ့ပါတယ်။အဲ့ဒီလိုတည်ဆောင်လာတဲ့အချိန်မှာ BNR တပ်ရဲ့တပ်ရင်းမူ KA ခေါ် AK ကတစ်တယ်လာတဲ့ကားတွေကိုအလစ်အငိုက်အင်အားအလုံးအရင်မှဝင်ရောက်စီးနှင်းခဲ့ပြီးတစ်တွေနဲ့တစ်တင်လာတဲ့ကားတွေကိုယူဆောင်သွားခဲ့ပါတယ်။အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးကျွန်တော်တို့ခရိုင်တရင်နဲ့ဘူနငါဦးဆောင်တဲ့ BNR တပ်အကြားပုတ်တိုက်မှုတွေဖြစ်ပြီးပေါက်တပါကြီးရွာရဲ့ရေကန်အနားပါနှစ်ဖက်အင်အားအလုံးအရင်နဲ့တင်းမာမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။အဲ့ဒီလိုတင်းမာမှုတွေဖြစ်မိချိန်မှာဘိုးနဂါးဘက်ကညှိနှိုင်းမယ်လို့ပြောပြီးမဆိုင်တဲ့ရဲဘော်တွေမလိုက်လာဟိုတားမြစ်ခဲ့ပါတယ်။ပြီးတော့ရင်းမာပင်ခရိုင်တရင်6ရဲ့တရင်မူပလဲမောင်နဲ့ PDF ရဲဘော်အချို့ကိုခေါ်ဆောင်သွားပါတယ်။တရင်6တရင်မူပလဲမောင်ကစိတ်မပူဘူးနဲ့ညှိနှိုင်းမှာဖြစ်လို့လိုက်မလာဟိုကျွန်တော်တို့ PDF တွေကိုအမိန့်ပေးခဲ့တာကြောင့်ကျွန်တော်တို့ရဲဘော်တွေကမိခင်ဌာနေကိုပြန်လာခဲ့ပါတယ်။နောက်တစ်ရက်မှာတော့ BNR တပ်ကိုရင်းမာပင်ခရိုင်တရင်တွေကဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့မဟုတ်မမှန်သတင်းတွေဆိုရှယ်မီဒီယာတွေပေါ်မှာတက်လာတာကိုတွေ့လိုက်ရပါတယ်။အဲ့ဒီသတင်းတွေဟာလုံးဝမှန်ကန်မှုမရှိပါဘူး။နောက်တစ်ချက်ကတော့ BNR ရဲ့ထုတ်ပြန်ချက်မှာကိုတင့်ငင်းကိုမဟုတ်မမှန်ဆွဆွဲထားတဲ့အကြောင်းပါ။တင့်ငင်းဆိုသူဟာ MRDA က2020မှာ MOD ကိုပေးရခဲ့တဲ့တရင်လေးရင်းကတရင်မှုတယောက်ဖြစ်ပြီး MRDA က BNR အထက်ပြောင်းလဲဖွဲ့စည်းချိန်မှာ MOD ကအဲ့ဒီတရင်လေးရင်းကိုပြန်လဲထုတ်ပယ်ဟန်ပြု BNR ကတရင်လေးရင်းကိုပြန်လဲလက်ခံထားစဉ် BNR ရဲ့ anti-aircraft gun, AA gun ဆက်လက်ကြီးအပါအဝင်လက်နက်ငယ်300ကျော်နဲ့ KNN အများအပြားကိုလွှတ်ခွင့်ခိုးယူသေးထုတ်ခဲ့ပြီး MOD ထံပြန်လဲဝင်ရောက်ခီးယွန်းခဲ့တဲ့တရင်မှုတစ်ယောက်ဖြစ်တယ်လို့ BNR ကဇန်နဝါရီ10ရက်မှာထုတ်ပြန်ခဲ့ပါတယ်။ BNR ရဲ့ထုတ်ပြန်ချက်မှာရေးသားထားတာတွေဟာပုဂ္ဂိုလ်ရေးအရာပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့တာပါ။ကိုတင့်ငင်းကလက်နက်ခရမ်းမိကြောက်ပြီးကိုခိုးယူတဲထုတ်တယ်ဆိုပြီး BNR ကဆွဆွဲထားတာဟာလုံးဝအထိပ္ပယ်မရှိပါဘူး။ကျွန်တော်ရှင်းပြပါမယ်။ဘိုးနဂါးဦးဆောင်တဲ့အဲ့ဒီတုန်းကတော့ MRDA ပေါ့။ MRDA ကတင်တန်းပတ်စင်တစ်ကရဲဘော်တွေကိုဒီသားတစ်ခုမှလက်နက်သွားတဲခိုင်လို့သွားတဲထားတာတနက်အလက်30ကျော်ရခဲ့တယ်။လက်နက်သတင်းကိုအတိအကျသိဖို့လိုအပ်လာရင်လည်းအတိအကျဖော်ပြပေးပါမယ်။ဒုတိယတစ်ခေါက်ကတော့ MRDA ရဲ့တင်တန်းပတ်စင်ကရဲဘော်192ယောက်ကဒေတာတစ်ခုမှတွားရောက်တင်တန်းတက်ခဲ့ရပါတယ်။တင်တန်းပြီးတော့ရဲဘော်85ယောက်ပြန်လာခဲ့ရပြီးကြံတဲ့ရဲဘော်တွေကတော့မဟာမိတ်ဖကြံနေခဲ့ပါတယ်။ပြန်လာတဲ့ရဲဘော်85ယောက်မှာတယောက်ကိုတနက်တလက်ကြီး300ဘုံသီး3လုံးအီနာက9လုံးစီတဲဆောင်လာရပါတယ်။ပြန်လာတဲ့အချိန်မှာစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကိုခံရပြီးရဲဘော်6ယောက်ကြာဆုံးခဲ့တယ်လို့လက်နက်ငယ်တချို့လည်းပျက်စီးခဲ့ပါတယ်။လူရင်းကိုပြောရရင်ဒုတိယအခေါက်မှာတဲတဲ့လက်နက်ကလက်နက်100ရရှိတဲ့ထောင်းတော့ရဲဘော်တွေပထမအခေါက်နဲ့ဒုတိယအခေါက်သွားတဲတဲ့လက်နက်မှန်သမျှကိုလည်း MRDA ကပဲသိမ်းသွားတာပါ။နောက်တစ်ခုက NUG MOD ကတရင်345တရင်စင်ကိုတကြင်ကို380နဲ့14ချိန်မြောက်TTTထောက်ပံ့ထားတယ်။စုစုပေါင်းထောက်ပံ့ငွေဆိုရင်သိန်းပေါင်း3360ရှိတယ်။အဲ့ဒီငွေတွေကိုတရင်တွေကဘာမှမသုံးဆွဲပဲလက်နက်ဝယ်ယူခဲ့တယ်။ MRDA ရဲ့ဖွဲ့ဖြစ်သိမ်းပြီး BNR လို့နာမည်ပြောင်းသွားချိန်မှာလည်းအဲ့ဒီဝယ်ထားတဲ့လက်နက်တွေကို BNR တွေကသိမ်းယူသွားတယ်လို့
တထောင်နှစ်စိတ်ခုံပထမလိုင်းမှာရခဲ့တဲ့လက်နက်တွေကိုလည်း MARDA ကပဲသိမ်းယူသွားတယ်။ရင်းမာပင်ခရိုင်တရင်မှာ3 4 5နဲ့6တရင်4ရင်ကဘိုးနဂါဥဆောင်တဲ့မြမတော်ဝင်နဂါရဲ့တက်တော် MARDA တို့မဟုတ်ဒီမှာအမျိုးသားတော်လှန်ရေးတပ်တော် PNRD နဲ့မသက်ဆိုင်ပဲ MOD မှာဒါဆက်လက်ရက်တည်မယ်လို့ထုတ်ပြန်ပြီးသိမကြရင်မှာလဲလက်နက်မပေးရင်တိုက်ခိုက်မယ်ဆိုပြီးတော့ခမဲ2023 8လပိုင်းမှာ MARDA ဘက်ကပြောလာတာရှိခဲ့ပါတယ်။ရင်းမပင်ခရိုင်တရင်တွေကရဲဘော်ချင်းချင်းတိုက်ခိုက်မှုမဖြစ်လို့တာကြောင့်အထက်အဆင့်ဆင့်ညွှန်ကြားချက်အရလက်နက်တွေအားလုံးကိုပြန်ပေးလိုက်ပါတယ်။အချုပ်ပြောရရင် BNR ရဲ့ထုတ်ပြန်ချက်မှာဆွဆွဲထားသလိုကိုတင့်ရင်ကလက်နက်ငယ်300ကျော်နဲ့ခဲရင်အများပြားကိုလျှို့ဝှက်ခိုးယူတဲထုတ်ပြီး MOD ထိုင်ပြန်လဲဝင်ရောက်ဖို့ကြိုးစားခဲ့မှုတယ်ဆိုတာတကယ်အမားကြီးပါလက်နက်အားလုံးကိုဘိုးနဂါဥဆောင်တဲ့အဖေကသာယူသွားတာပါအခုလို The Voice of Springland ပေးစာပို့ရတဲ့ရည်ရွယ်ချက်ကတော့ဘိုးနဂါရဲ့မကြာခဏဆိုသလိုဓာတ်ပြားဟောင်းကြီးတစ်ဖွဲ့ social media ပေါ်မှာမဟုတ်မမှန်လူကျင်ပြီးတင်တဲ့တချို့သောသတင်းမှားတွေနဲ့ပတ်သက်ပြီးပြည်သူလူထုကိုအမှန်တိုင်းသိစေချင်တဲ့ကြောင့်ခက်ပါတယ်ရင်းမာပင်ခရိုင်တက်ရင်ကရဲဘော်တအူ